အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့နန္ဒခင်းလေးပါဗျာနော်ကျွန်တော်ညီကောင်မောင်နှမတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဒီနေ့ကျွန်တော်တင်ပေးမှာဒါအခုလာမဲ့16ရက်17လ2025အတွက်ပါနော်တတိဒီ22ကြိမ်မြောက်အကောင်းဆုံးကဏ္ဍလေးတွေကျွန်တော်ရွေးထုတ်ပေးသွားမယ်နော်ကျွန်တော်မိတ်ဆွေတွေအနေနဲ့လည်းအကြိုက်တွေ့မယ်လို့ပြောလင်းပါတယ်ဗျကဲဟုတ်ပြီကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ကဏ္ဍယူတဲ့ပုံစံလေးကြည့်အောင်နော်ကဏ္ဍယူတဲ့ပုံစံလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်ပထမဦးဆုံးအနေနဲ့ကျွန်တော်ထိပ်စီးယူတဲ့ site လေးကိုကျွန်တော်အရင်ပြပေးသွားမယ်နော်ဟုတ်ပြီထိပ်စီးယူတဲ့ site လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်ဒီမှာ3ရယ်2ရယ်ဟုတ်က8ရယ်နော်3ရယ်2ရယ်ပေါင်းတော့9 8နဲ့ပေါင်းတော့ကျွန်တော်တို့3ရတယ်ဗျအဲ့ဒီ3ရယ်ပါဝါ8ပေါ့နော်ဒါကကျွန်တော်ထိပ်စီးယူတဲ့ site လေးပါနော်အဲ့ဒီ3 8ကားဒီမှာ8ထိပ်ဆိုပြီးတော့ဆင်းသွားတာကိုတွေ့ရတယ်နော်ကဲဟုတ်ပြီနောက်တစ်ပင်ကြည့်အောင်နော်နောက်တစ်ပင်မှာဆိုလို့ရှိရင်3ရယ်5ရယ်ဒီမှာ6ရယ်ပေါ့နော်3ရယ်5ရယ်ပေါင်းတော့8 8နဲ့6နဲ့ပေါင်းတော့4နော်4ရယ်ပါဝါကျွန်တော်တို့9နော်4ရယ်ပါဝါ9မှာဆိုလို့ရှိရင်ဒီမှာကြည့်လိုက်6ထိပ်ဆိုပြီးတော့ဆင်းသွားတာကိုတွေ့ရတယ်ဗျာနော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့အခုလာမဲ့ပင်အတွက်ကြည့်အောင်နော်အခုလာမဲ့ပင်မှာဆိုလို့ရှိရင်6ရယ်9ရယ်8ရယ်ပေါ့နော်6နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့9ရတယ်9နဲ့8နဲ့ပေါင်းတော့3ရယ်ပါဝါကျွန်တော်တို့8ပေါ့နော်အခုလာမဲ့ထိပ်စီက3ထိပ်8ထိပ်ပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့ထိပ်စီးပြီးသွားပြီဆိုတော့ကျွန်တော်တို့ခါးလဲတိုင်းယူတဲ့ပုံစံလေးကျွန်တော်တို့ဆက်ကြည့်အောင်နော်ခါးလဲတိုင်းယူတဲ့ပုံစံလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်ဒီက6ရယ်ဒီက2ရယ်ဒီက8ရယ်နော်6နဲ့2နဲ့ပေါင်းတော့8နဲ့8နဲ့ပေါင်းတော့6နော်အဲ့တော့6ရဲ့နက်ခတ်ကကျွန်တော်တို့9ပေါ့နော်ဒါမင်းနီလေးနဲ့ပြထားတာဒါကျွန်တော်ခါးလေတိုင်းစိုက်လေးကျွန်တော်ပြပေးတာပါနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ပင်ကြည့်အောင်နော်နောက်တစ်ပင်မှာဆိုလို့ရှိရင်9ရယ်6ရယ်ဒီက6ရယ်ပေါ့နော်9နဲ့6နဲ့ပေါင်းတော့1နဲ့6နဲ့ပေါင်းတော့ခွန်ပေါ့နော်ခွန်ရဲ့နက်ခတ်ကကျွန်တော်တို့ဒါ3ညဟုတ်ပြီဒါကကျွန်တော်ခါးလေတိုင်းပြတဲ့ site လေးပါနော်ဒီမင်းနေနဲ့ပြတာလေးကကဲအဲ့တော့ကျွန်တော်တို့အခုလာမဲ့ပင်အတွက်ကျွန်တော်တို့ကြည့်အောင်ဗျအခုလာမဲ့ပင်မှာဆိုလို့ရှိရင်ဒီက8ရယ်ပေါ့နော်83လုံးပေါ့နော်83လီ24နော်24ဆိုတော့4ပေါ့နော်4ရဲ့နက်ခတ်ကကျွန်တော်တို့ဒါ2ပေါ့နော်ကင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကထိပ်စီးရသွားပြီခါးရသွားပြီနော်ဒီမှာခါးယူတဲ့ site မှာဆိုလို့ရှိရင်ကြည့်လိုက်69ခါးမှာဆိုလို့ရှိရင်ဒီမှာကြည့်လိုက်865ဒီမှာ6ခါးဆင်းသွားတာကိုတွေ့ရတယ်နော်ဒီမှာခွန်3ညခါးမှာဆိုလို့ရှိရင်ဒီမှာ9ခွန်8ဒီမှာခွန်ခါးဆင်းသွားတာကိုတွေ့ရတယ်ဗျာနော်ကဲအဲ့တော့ဟုတ်ပြီကျွန်တော်တို့အပိတ်ယူတဲ့ site လေးပဲကျန်တော့တယ်နော်ထိပ်စီးနဲ့ခါးနဲ့ကျွန်တော်တို့ရသွားပြီအပိတ်ယူတဲ့ site လေးကျွန်တော်တို့ဆက်ကြည့်အောင်နော်အပိတ်ယူတဲ့ site လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်ဒါကတော့ကျွန်တော်မင်းစိမ်းလေးနဲ့ပြပေးလိုက်မယ်နော်ဒီက2ရယ်ဒီမှာ8ရယ်9ရယ်နော်2ရယ်8ရယ်ပေါင်းတော့3ညနဲ့9နဲ့ပေါင်းတော့9နော်ဒါကကျွန်တော်တို့အပိတ်ယူတဲ့ site လေးပါကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်အောင်နော်နောက်တစ်ပင်မှာဆိုလို့ရှိရင်8ရယ်
ဒီမှာ4ရဲ့6ရဲ့နော်8နဲ့6နဲ့ပေါင်းတော့4နဲ့4နဲ့ပေါင်းတော့8နော်ဒါနောက်ပွေယူတဲ့ site လေးပါเนาะအခုအစိမ်းရောင်လေးနဲ့ပြပေးထားတာနောက်ပွေယူတဲ့ site လေးပါကျွန်တော်တို့အဲ့တော့အခုလာမဲ့ပင်အတွက်ကျွန်တော်တို့ကြည့်အောင်เนาะဒီက9ရဲ့8ရဲ့ပေါ့เนาะ9နဲ့ပေါင်းတော့8နဲ့ပေါင်းတော့ကျွန်တော်တို့6ပေါ့เนาะဒါအပိတ်ယူတဲ့ site လေးပါเนาะကဲအဲ့တော့ကျွန်တော်တို့ဒီကဏ္ဍလေးတွေထုတ်ကြည့်လိုက်ရအောင်เนาะကဏ္ဍလေးတွေထုတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့၄ခွက်ထွက်မှာပေါ့နော်၃ထိပ်စီးနဲ့အရင်ထုတ်လိုက်မယ်၃ထိပ်စီးနဲ့အရင်ထုတ်လိုက်မယ်ဆိုလို့ရှိရင်3 6 5နော်3 6 5ရှိမယ်3 9 5ရှိမယ်နော်3 9 5ရှိမယ်၈ထိပ်စီးနဲ့ထုတ်လိုက်မယ်၈ထိပ်စီးနဲ့မှာဆိုလို့ရှိရင်8 6 5 8 6 5 8 9 5ပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့ကြည့်အောင်ဒီမှာ၄ခွက်ထွက်လာတယ်ဒီ၄ခွက်မှာဆိုလို့ရှိရင်အဲ့မှာ8 6 5ဆိုပြီးတော့လာညှိတယ်ဗျာနော်ဒီမှာ8 6 5ဒီမှာ8 6 5တကွက်လာညှိတယ်နော်ကဲအဲ့တော့ဟုတ်ပြီကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်အောင်နော်နောက်တစ်ပင်မှာဆိုလို့ရှိရင်၄ထိပ်နဲ့အရင်ထုတ်လိုက်မယ်4 9 8 4 9 8 4 3 8ပေါ့နော်4 3 8ဟုတ်ပြီ6ထိပ်နဲ့ထုတ်လိုက်မယ်9 9 8 9 3 8နော်ဒီလေးပင်မှာဆိုလို့ဒီလေးကွက်မှာဆိုလို့ရှိရင်ကြည်လိုက်ဘယ်ကွက်လာညှိလဲဆိုတော့ဒီမှာ9 9 8 9 9 8တကွက်လာညှိတယ်နော်၄ကွက်ထဲကကျွန်တော်တို့တကွက်လာညှိတာကိုတွေ့ရတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့အခုလာမဲ့ပင်အတွက်ကျွန်တော်တို့ကြည့်အောင်နော်အခုလာမဲ့ပင်မှာဆိုလို့ရှိရင်3ထိပ်နဲ့ကျွန်တော်ယူပြီးတော့ထုတ်လိုက်မယ်3 4 6 3 နဲ့6နော်ကဲဟုတ်ပြီ7ထိပ်စီးနဲ့ကျွန်တော်ယူပြီးတော့ထုတ်လိုက်မယ်8 4 6 8နဲ့6ပေါ့နော်အခုလာမဲ့အပတ်အတွက်ဒါကျွန်တော်တို့ဒီ၄ခွက်ရတာပေါ့နော်၄ခွက်ရတာကိုမှကျွန်တော်တို့ဘယ်ခွက်လာညှိမယ်ဆိုတာတော့ဒါကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့၄ခွက်နည်းနည်းများမလားမသိဘူးเนาะ၄ခွက်များမယ်ဆိုလို့ရှိရင်ကျွန်တော်ဗရိတ်ဆိုင်လေးနဲ့ချုပ်ပြီးတော့ကျွန်တော်အကွက်နည်းနည်းလေးရှော့ပေးလိုက်မယ်เนาะဒီ၄ခွက်စလုံးကြိုက်တဲ့လူကတော့၄ခွက်စလုံးလိုက်ကစားလို့ရပါတယ်ကဲဟုတ်ပြီအကွက်ရှော့ပေးမယ်ဆိုတော့ကျွန်တော်ကြည့်အောင်เนาะဗရိတ်ဆိုင်လေးနဲ့ကျွန်တော်ချုပ်ပြီးတော့ရှော့ပေးလိုက်မယ်เนาะဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ရအောင်3နဲ့4ပေါ့เนาะ3နဲ့4 9 break เนาะ9 break ကကျွန်တော်တို့တပင်ကျော်မှာကြည့်လိုက်ဒီမှာ865ဆိုပြီးတော့9 break ဆင်းသွားတာကိုတွေ့ရတယ်ဗျာเนาะဟုတ်ပြီနောက်တစ်ပင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာအလဲပင်ပေါ့เนาะ356ပေါ့เนาะ356ဒါ9 break 9 break 356ဒီမှာ4 break เนาะတကွက်ကျော်မှာကြည့်လိုက်လို့ရှိရင်ဒီမှာ9 8เนาะ9 8အဲ့မှာ4 break ဆင်းသွားတာကိုတွေ့ရတယ်เนาะအဲ့တော့ကျွန်တော်တို့အခုလာမဲ့ပင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်696ပေါ့เนาะ696ဒါကျွန်တော်တို့1 break ပေါ့အခုတကွက်ကျော်အခုလာမဲ့ပင်ကလည်းဒါ1 break ပေါ့เนาะအခုလာမဲ့ပင်လည်း1 break ဖြစ်ရမယ်ဒါမှမဟုတ်1 power 6 break power ရိုက်မယ်ဆိုလို့ရှိရင်လည်း1 break 6 break ဆင်းလာနိုင်တယ်ပေါ့เนาะကဲအဲ့တော့ကျွန်တော်တို့အခုထုတ်ပေးထားတဲ့ထဲမှာမှကျွန်တော်တို့1 break 6 break ကျွန်တော်ရွေးပြီးတော့ထုတ်ပေးလိုက်ရွေးပြီးတော့ဖယ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ3နဲ့6 3နဲ့6ဒါ1 break เนาะဒီမှာ7နဲ့6ဒါတော့6 break ပေါ့เนาะဒါကတော့နှစ်ကွက်ကျွန်တော်ရွေးပြီးတော့ထုတ်ပေးလိုက်တာပါဒီ1 break ဗရိတ်လိုင်းနဲ့ချုပ်ပြီးတော့ရွေးပြီးတော့ထုတ်ပေးလိုက်တာပါเนาะဒီနှစ်ကွက်ပေါ့เนาะ
၄ခွက်စလုံးကြိုက်တဲ့မိတ်ဆွေတွေက၄ခွက်စလုံးလိုက်ပြီးတော့ကစားလို့ရပါတယ်ဒါအခုလာမယ်16ရက်17လ2025အတွက်ကျွန်တော်မြင်တဲ့ဆိုင်လေးကိုကျွန်တော်ရွေးပြီးတော့ပြပေးတာပါဝင်ရောက်ကြည့်ရှုတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ပါတယ်နော်။ကဲကျွန်တော်တို့နောက်ဖိုင်နေကြမှာပြန်တွေ့ကြမယ်နော်။